ကျွန်တော်တို့ဒီဗီဒီယိုမှာဆိုရင်တော့အပင်9000 gram 2250ဝန်းကျင်ချက်ထားပေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခုဆိုရင်တော့အသက်က45ဝန်းကျင်ပေါ့လေနော်စပင်းတွေတဖြည်းဖြည်းပါလာတာပေါ့လာတော့ကြိုက်ထုံမျိုးကလာတာပေါ့လေနော်အဲ့ဒါဆိုတော့ကျွန်တော်ဒီကိုဆွင်းတဲ့စပင်းတွေအများကြီးစိုက်ချင်တာပေါ့စပင်းတွေအများကြီးစိုက်ချင်တဲ့စပင်းမဲ့လည်းအနောက်ကစပင်းနှုတ်လို့ရတော့ကျွန်တော်တို့ပြန်စိုက်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခုဆိုရင်တော့အနောက်ကစပင်းနှုတ်လိုက်တော့ဒိုနာဧရိယာမှာgram 2250ဝန်းကျင်တော့ကျွန်တော်တို့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်မစိုက်ခင်အနေထားဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စပင်စိုက်ပြီးသွားရင်ဆိုရင်တော့ဒီလိုပုံစံမျိုးဖြစ်သွားပါမယ်ခင်ဗျာgram 2250ဝန်းကျင်အပင်9000ဝန်းကျင်ဆက်ထားပါတယ်ခင်ဗျာကြာချိန်ကလည်း3နာရီ4နာရီဝန်းကျင်ပဲကြာပါတယ်ခင်ဗျာအစအဆုံးပေါ်လေးနော်အဲအကြောင်းမို့ကျွန်တော်တို့မှုညင်မောင်းမရှိဘူးဆိုရင်တော့စပင်စိုက်ကူးတောက်မှုကအရန်ကောင်းတဲ့ကူးတောက်မှုတစ်ခုဖြစ်ပါတယ်ခင်ဗျာကြာချိန်ကလည်း3နာရီ4နာရီပဲကြာပါပဲခင်ဗျာ